ဘူးသူကဒီနေ့တောင်းတင်တော့တွေ့ခဲ့တဲ့တင်နေတဲ့ပိုးကောင် သူများကောင်းကောင်းအသက်ရှင်နေတာပဲ ဒီကဲငါတို့တွေ့တောင်းချိန်ရှိပြီတောင်းချိန်စလို့သူပလက်လန်နေရသိချင်းစောနန်နေရရုံနဲ့ဖိုင်လာလေဆလကောင်ဆလကောင်ဆလကောင်အတီတပပြင်းရလဲကြည့်ပါဦး တေးကြောင်ဆောင်တာတေးကြောင်ဆောင်တာတချို့ပိုးကောင်တွေကတေးကြောင်ဆောင်ရတာကြိုက်တယ်ဆိုတာနင်မသိဘူးလားနင်ပန်းချံမှာသွားမစော်ဘူးလားတစ်ပင်တွေပန်းတွေမြက်တွေကိုရှာပြီးလောက်ကြည့်လိုက်အဲ့ဒီကောင်ကလက်မီပြုတ်ကြပြီတေးကြောင်ဆောင်တာတကယ်ဖမ်းရလွယ်တယ်စောက်လို့ကောင်းတယ် ညို့အေးမွေမဆဲဘူးလား မစဲပါဘူးအဲ့ဒီကောင်ကပန်းတွေမြက်တွေစားတယ်ပိုးကောင်တွေလေဥယျာဉ်မူဦးလေးကြီးကငါတို့ကိုအများကြီးကူညီခဲ့တယ်တောင်ပြောသေးတယ်ငါအများကြီးဖမ်းမိလေလေပိုးကောင်းလေပဲလေဟုတ်တယ်မလား သူကတကယ်မသိဘူးလား တကယ်ပါဆိုနင်ဘယ်လိုပဲသူ့ကိုနှိပ်ဆက်သူဘာမှပြန်လုပ်မှာမဟုတ် တကယ်မသိဘူးဆိုရင်သူတို့ဘာလို့သိကြအောင်ဆောင်ရလဲအဲ့ဒါသူတို့ပေါ်ပြီးအလွတ်တကူဖမ်းမိစင်ပါလေ ရန်သူတွေကိုပုံးရှောင်မှုအတွက်ပိုးကောင်တွေကတေးကြအောင်ဆောင်ကြတာတချို့ငှက်တွေကတိမ်ပြီးသားပိုးကောင်တွေကိုစားရတာမကြိုက်ဘူးလေ ဘူးငါသာငဲ့ဆိုရင်တော့စားမှာပဲမဆက်ထဲကိုထည့်မှာပဲဘာလို့လွတ်ပြရမှာလဲ နင်မစားရအောင်မရှိဘူးအကောင်စားတယ်အေးအစားကလေးကမက်ကောင်ကနင်နဲ့ဒီကောင်လွတ်ပေးလိုက်တာနင်တို့နေရရဲ့မရှင်လက်နဲ့မျက်နှာကိုမြင်ပြီးတော့စားချစ်စိတ်တွေပြောက်ကုန်လို့နေမှာ ဘသူကမရွှင်လန်းတဲ့ပုံလဲ ငါကိုလေးကပုတ်ကောင်လေးညံကောင်းတာသိကြအောင်ဆောင်မှာပေါ့ အဟမ်ပိုးကောင်တွေတေးကြအောင်ဆောင်တယ်ဆိုတာစာရအတိအကျပြောရရင်မေးမျောတယ်လို့ခေါ်တယ်မေးမျောတယ်ဆိုတာတကယ်တော့ညံသိပ်ကောင်းတဲ့အပြုတ်မှုတစ်မျိုးလားငါတော့မထင်ဘူးဆရာဝန်တွေငါတို့ခန္ဓာကိုယ်စမ်းသပ်တဲ့ချိန်ငါတို့ဒူးကိုတစ်ချက်လောက်ခောက်လိုက်တဲ့ခါမှာငါတို့ခြေလောက်ကအလိုလျောက်ရှေ့ကိုကပ်ပြီးတဲ့အတိုင်းပေါ့တချို့ပိုးကောင်တွေရပြင်ရနှောက်ရက်တာကိုခံရတဲ့ခါမှာသူတို့အာယုံကြောတွေကသူတို့ခန္ဓာကိုယ်ကိုချက်ချင်းခွေဖို့အမိတ်ပေးလိုက်တယ်တစ်ချက်တောင်မလုပ်ဘူးခြေသေးတွေကလည်းကြုံလာပြီးပစ္စည်းတွေကိုမဖမ်းနိုင်တော့ဘူးပြုတ်ကျလာလိမ့်မယ်ဒါသူတို့ဘိုးဘေးတွေလက်စစ်ကမ်းလာခဲ့တဲ့ဗီဇဖြစ်တယ်အလွန်ရိုးရှင်းတဲ့ကာကွယ်ရေးနဲ့ဆိုင်တဲ့တုံ့ပြန်မှုပဲမင်းပြောတာကိုလောက်တတ်တဲ့ပိုးကောင်တွေအများကြီးရှိသေးတယ်ဥပမာပဒုံးကောင်ရဲ့တားပုတ်တွေလိုပေါ့တဘာဝလောကကြီးမှာသိချင်အောင်ဆောင်းတယ်ဆိုတာတက်တန်းကုန်နေတဲ့အစားအစာတွေကိုမစားချင်တဲ့ရန်သူတွေကိုလှည့်စားနိုင်ပုံတော့ရတယ်စာအရပြောရရင်လူတွေကပိုးကောင်တွေရဲ့မိမျောတာကိုအသုံးချပြီးအန္တရာယ်ရှိတဲ့ပိုးကောင်တွေကိုအမြင့်ပြတ်ရှင်ပြီးလေယာသိနှံတွေကိုကာကွယ်ကြတယ်အဲဒါကြောင့်ပိုးကောင်တွေမိမျောတယ်ဆိုတာဘာညံရင်ညံသွေးမှတော့မဟုတ်ပါဘူးတေးကြအောင်ဆောင်းတယ်ဆိုတာပိုးကောင်တွေရဲ့မူပိုင်ခွင့်မဟုတ်ဘူးဘာလို့လဲဆိုတော့သားရဲ့တရိတ်ဆန်တွေကလက်ဆက်တဲ့အသားတွေကိုပဲစားကြင်ကြလို့ပဲဒီလှည့်ကွက်ကပိုးရှေ့ခေတ်ကနေခုချိန်ထိအသက်ပေါင်းများစွာကိုကဲတင်နိုင်ခဲ့တယ်ဝမ်းနှက်ခေါင်းပုံစံမွေတွေကအလွန်သေးချင်အောင်ဆောင်းတတ်ကြတယ်ဟန်ဆောင်တာမှတကယ်တင်နေတဲ့ပုံစံတိုင်းသေးချင်အောင်ဆောင်းတဲ့နေရာမှာနာမည်အကြီးဆုံးကတော့အမေရိကတိုက်ကကြွက်ပဲအမူအရာနဲ့သေးချင်အောင်ဆောင်းတဲ့ပြင်တိတ်နံနဲ့တေကန်ဒီမှာထွက်တဲ့အရေးတစ်မျိုးကိုလည်းထုတ်ပေးသေးတယ်တရိတ်ဆန်နေနဲ့ရှင်ရင်လူတွေရဲ့တေးအောင်ဆောင်းတဲ့စွမ်းရည်ကတကယ်မမြင့်ဘူး တေးချင်အောင်ဆောင်းတဲ့နေရာမှာတော့တရိတ်ဆန်တွေကလူတွေတက်ပို့ပြီးတာတယ် လူတွေရမယ်သိကြအောင်ဆောင်တတ်တယ်လို့ထင်တာ
အဲ့ဒီကောင်ကဘယ်လိုလုပ်သေးချောင်းဆောင်နေသေးရလဲ ငါတော့ပထမ3ချိန်တွေ့တော့မျက်စိတမိတ်တွေပြက်ပြက်သွားတာဒီတစ်ခါကျဘာလို့ဒီလောက်ကြာနေရလဲမသိဘူး နေသူ့ကိုတွန်းမယ်ရမ်းချမယ်ဆိုရင်တော့ तू ကဆက်ပြီးတော့တိတ်ကြအောင်ဆောင်းနေအောင်ပါပဲဟာ အဲ့ဒါဆိုနေတော့မြများထိုးတစ်ချက်မှလောက်တဲ့အဲ့ဒီကောင်နေတော့ငါတို့မနေနိုင်ဘူး ငါထုံးမယ်အာဒီငါတို့ဒလက်ဆက်ထိုးမယ်ဆိုရင်တော့ तू ကတော့တောက်လျှောက်သေးချောင်းဆောင်နေမှာပဲလို့မင်းပြောတယ်မလား မသိဘူးလေတကယ်တော့ငါလည်းဒီနေ့မှပထမဆုံးချိန်ပိုးကောင်တွေတိတ်ကြအောင်ဆောင်းတာကိုယ်တိုင်တွေ့ဘူးတာ စကားလေးဒါအများကြီးပြောလာတာအားလုံးကအရင်မြအဖက်မြတွေကြီးပဲ ဘာရင်မြဖက်မြစကားလေအဲ့လောက်သေယော်ရီလို့ခေါ်တယ်သေယော်ရီလို့ခေါ်တယ် ငါအခုမှရုတ်တရက်စဉ်းစားမိတယ်ဘလင်းဘလင်းကအားထိပြောသလိုပဲသိချင်အောင်စောင့်နေတာဆိုရင်ရော 我把勇气装进口袋，多想有一双翅膀，任凭星星是个王国，我就是那国王。别把零食装作口袋，多甜蜜的幻想，就是对着夜空发呆，小猫小狗小梦想，流星。